ဒီကဆုံးဦးရဲ့မြေကြီးနဲ့နံနဲ့အရသာကိုငါမုံဆုံးပဲရောက်ခမကငါ့ကိုတတ်တမဲစကတိကအောက်ဖြစ်အောင်လုပ်နေတာလားဒီနေ့ဟာငါရဲ့နှစ်50ပြည့်မွေးနေ့ဖြစ်တာကြောင့်ကဆုံးဦးဟင်းလေးနည်းနည်းလောက်စားခြင်းုံတင်မှာဒါငါရဲ့အိမ်တောင်ပေါ်ရွာမဟုတ်ဘူးစားခြင်းရင်အပြင်ထွက်စားအိမ်ထဲကိုဒီအနက်ဆိုးတွေမယူလာနဲ့ထို့နောက်သူမသည်စွပ်ပြုတ်စလုံးကိုယူကအမိုက်ပုံးထဲသို့အရှိန်လုံးစွာပုံတုံပစ်လိုက်သည်အနက်နံလိုက်တာအမိုက်တွေကိုချက်ချင်းရှင်းလိုက်ခဏအကြာတွင်တားဖြစ်သူလင်းကြားဝေးအိမ်သို့ပြန်ရောက်လာသည်တားထံမှအားကိုးရရှာသည့်အနေဖြင့်ငါကဆုံးဦးလေးနည်းနည်းစားခြင်းုံတင်မှာတားရဲ့လင်းကြားဝေးဒီဆွဲကက်ဦးကငွေ20 30လောက်ကုန်မှလေထိုးငွေနဲ့အားလုံးကြိုက်တဲ့အရာဝယ်မစားပဲအဖေကမိမိကိုကြိုးတစ်ခုတည်းကြည့်လုံးတယ်လင်းရှုကန်ငိုကြွေးရင်မင်းငါကိုတလမမဟုတ်ဘူးငါဆက်ရွံပဲပေးတာလေထိုးငွေကိုငါစုဆောင်ပြီးဆွဲကက်ဦးဝယ်စားတာပါငါမွေးနေ့မှာကဆုံးဦးလေးနည်းနည်းစားခြင်းုံညနဲ့ဘာလို့အပြစ်ဖြစ်ရတာလဲရခင်ကတားဖြစ်သူကြားခွေးသည်အိမ်တစ်ဝယ်ရန်အတွက်အဖေထံတူးထောက်တောင်းပန်ခဲ့ပူပြီးရှုကန်ကလည်းတစ်လုံးစုဆောင်ထားသည့်ငွေစုစာအုပ်အပြင်ရွာရှိစိုက်ခင်းနဲ့အိမ်ပါရောင်းချပေးခဲ့ပူသည်လင်းကြားဝေးငွေ9သိန်းဆိုတာမလုံလောက်ဘူးအဖေရွာကစိတ်ဖက်ဝင်တီးနှံစိုက်ခင်းနဲ့အိမ်ကိုပါရောင်းပြီးမြို့ပေါ်လိုက်ခဲ့ပါမေရှုနဲ့အတူအဖေကိုလောက်ကင်ကျွေးမွေးပါမယ်သို့တော်လက်ရှိတွင်ရှုကန်သည်အိမ်မှုကိစ္စအလုံးကိုလောက်ကင်ပေးပြီးစတိုခန်းထဲတွင်နေထိုင်ကအလုပ်ကျွေးပြုနေရသည်ငါအိမ်မှုကိစ္စအလုံးကိုလုပ်ပေးပြီးစတိုခန်းထဲမှာအလုပ်ကျွေးပြုနေရတာပါအခုလိုကဆုံးဦးလေးနည်းနည်းစားကျင်တာကိုပင်နှိမ်ချခံနေရတယ်စူးမေရှုငါတို့သာမြို့ပေါ်ခေါ်မထားရင်ရှင်းမှာတောင်ပေါ်ရွာမှာမြေကြီးတူးနေရတော့မယ်မဟုတ်ဘူးလားလင်းကြားဝေးအဖေငြိမ်နေပါရခင်ကလည်းမွေးနေ့မလုပ်ခဲ့ဘူးမဟုတ်လားခဏနေရင်မေရှုရဲ့အဖေရောက်လာတော့မယ်အပြင်ထွက်ပြီးအနံ့တက်ပြောက်အောင်ခန္ဓာကိုယ်ကိုပိုးတက်တန့်စင်ထားပါအခြားသူတွေရှိမှငါမျက်နှာကိုမပြက်စီးပါစေနဲ့ထိုချိန်မေရှု၏အဖေအိမ်ထဲသို့ဝင်ရောက်လာရာဂျားဝေးနှင့်မေရှုတို့ကပြူငါစွာကြိုဆိုကြသည်မေရှု၏အဖေအိမ်ထဲမှာဆွဲကက်ဦးစုပြုတ်အနံ့တင်းပြတ်နေပါလားဒါပေမဲ့ဘာလို့အမိုက်ပုံးနဲ့တုံထားတာလဲစူးမေရှုအဖေကကျမ်းမာရေးအတွက်ဆွဲကက်ဦးစားရတာကြိုက်တယ်လို့ပါလင်းကြားဝေးလင်းရှုကန်ထံငွေအနှဲငယ်ကမ်းပေးရင်ဖေဈေးသွားပြီးဆွဲကက်ဦးလက်ဆက်ဝယ်ချက်လိုက်ပါမေရှု၏အဖေငါကအစားအသောက်အလွန်ကြီးများတယ်နော်ဟင်းချက်ရင်လက်အိတ်ဆုပ်ပြီးမှချက်ပါထို့နောက်ဂျားခွေးသည်ရောက်ခမဖြစ်သူအတွက်အထူးတစ်တာကိုအမျက်တနိုးပေးအပ်လိုက်သည်ဒါကရွနှစ်ထောင်တန်မိုးရှိအထူးအဆင့်မြင့်လက်ဖက်6ပါအဖေသဘောကျရင်တန်ပါတယ်ထိုမြင်ကွင်းကိုကြည့်နေရသည့်ရှုကန်သည်ဆိုဖာပေါ်တွင်ထိုင်နေသောဂျားခွေးထံသွားရောက်သည်ငါ့ကိုရင်နွေးကြမ်းတောက်ဖို့ငွေ20ရွန်လောက်ပေးပါဦးအိမ်မှာအိမ်လွှာကြီးကားလွှာကြီးနဲ့ဈေးစကားတွေများနေတာကိုအဖေကစီကမ်းမရှိငွေဖြုံးနေတယ်တစ်ချိန်လုံးငွေပဲတောင်းနေတယ်အိမ်အတွက်ဝင်ထုတ်ဝင်ပိုးပဲအပြင်ထွက်ဈေးသွားဝယ်ရှုကန်သည်လက်ထဲမှငွေစားအနှဲငယ်ကိုကြည့်ရင်ဝမ်းနေပူဆွေးစွာရေမောရင်မျက်ရည်များစီးကျလာသည်လင်းကြားဝေးအဖေယူနေသလားလင်းရှုကန်ဒီနေ့ဟာငါရဲ့နှစ်50ပြည့်မွေးနေ့ဆွဲကက်ဦးလေးစားချင်တာမေရှုတုံပစ်တာကိုလည်းငါတီးခံခဲ့တဲ့ရင်နွေးချမ်းတောက်ချင်လို့ငွေ20တောင်းတာကိုငွေမရှိဘူးလို့ညှင်းဆန်တာကိုလည်းငါတီးခံခဲ့တယ်ဒါပေမဲ့ဘာလို့ရောက်ခမဆွဲကက်ဦးစားချင်ရင်ရပြီးငါစားချင်ရင်မရတာလဲဘာလို့ရောက်ခမကရွမ်2000တန်ရင်နွေးချမ်းတောက်ခွင့်ရှိပြီးငါကရွမ်20တန်ရင်နွေးချမ်းအဖက်ပင်တောက်ခွင့်မရှိတာလဲစူးမေရှုငါအဖေကပင်စင်လာစာရွမ်6000ကနေ9000ထိရလို့အိမ်ကိုကူညီနိုင်တယ်ရှင်ကတော့အိမ်ရဲ့သွေးကိုစုပ်ယူနေသူပဲငါအိမ်မှုကိစ္စမှစလို့မင်းတို့အရာရာကိုလုပ်ပေးခဲ့တာမြို့ပေါ်မှာအိမ်ပေါ်9ရင်တောင်တစ်လ3-4ထောင်ပေးရမှာငါကိုမုံဘူး90ပဲပေးပြီးသွေးစုပ်သူလို့ဆွဆွဲတာတရားသလားလင်းကြားဝေးအဖေရှက်စရာကောင်းအောင်မလုပ်နဲ့လင်းရှုကန်ငါဒီအိမ်မှာနေဖို့မထိုက်တော့ပါဘူးငါထွက်သွားမယ်ရှုကန်သည်အခန်းငယ်လေးထဲသို့ဝင်ကအဝေးစားများကိုအိတ်ထဲထည့်ပြီးထွက်ခွာရန်ပြင်ဆင်သည်ဂျားဝေးကတကားဝတွင်တားဆီးလိုက်သည်လင်းဂျားဝေးအသက်50ရှိပြီဖြစ်တဲ့အဖေထွက်သွားရင်ဘာလုပ်နိုင်မှလဲမေရှုနဲ့အဖေကြီးကိုတောင်းပန်ရင်ဆက်နေခွင့်ပေးပါမယ်အမျိုးတိတ်ခါမရှိတဲ့တားရဲ့စကားကိုငါလက်မခံဘူးနောက်ဒီအိမ်ရဲ့ကိစ္စတွေငါနဲ့လုံးဝမသက်ဆိုင်တော့ဘူးရှုကန်သည်အိမ်ပေါ်မှပြတ်သားစွာထွက်ခွာသွားခဲ့သည်စူးမေရှုအပြင်မှာဒုက္ခရောက်ရင်ရပိုင်းအတွင်းဒူးထောက်တောင်းပန်ပြီးပြန်လာရမှာပါနေဝင်ချိန်တောင်တန်းလန်းအတိုင်းရှုကန်သည်အဝေးအိတ်ကိုဆွဲကမွေးရက်စာတိရွာစီသို့ပြန်လာခဲ့သည်အသက်50ဆိုသည်မှာအရှုံးပေးရမည့်အရွယ်မဟုတ်ပဲရခင်ကတောင်တန်းကြီးများတွင်သူ့ကိုဆေးပရင်ဟုခေါ်ဆိုခဲ့ကြသည်ကိုတတိယလိုက်သည့်လမ်းတွင်ရွာခံလူငယ်တပ်ကျွန်းနှင့်တွေ့ဆုံသည်ဦးလေးရှုကန်ပြန်ရောက်လာပြီလားရှုကန်သည်တာကျွမ်း၏အိမ်တွင်ရိုးရှင်းသောအစားအစာများကိုစားတော့ရင်တားနှင့်ချွေးမတို့၏စွန့်ပစ်ခြင်းခံရပုံနှင့်ထိုအိမ်သို့ဘယ်တော့မှပြန်မသွားတော့မည့်အကြောင်းပြောပြလိုက်သည်တာကျွမ်းလင်းကြားဝေးတို့လောက်ရက်ကလွန်တယ်ငယ်စဉ်ကတောင်ပေါ်မှာမွေးကိုက်ခံရတော့ကဦးလေးပဲစင်းမြစ်တွေနဲ့အသက်ကယ်ခဲ့တာပါဦးလေးကိုကျွန်တော်အိုအောင်မင်းအောင်လှုပ်ကြွေးပြုစုပါမယ်တာကျွမ်းမင်းကနဲ့အတူချမ်းသာအောင်ဆေးမြစ်ရှာမလားတာကျွမ်းကျွန်တော်အိမ်မက်ပင်မဖူးပါတယ်ဒါပေမဲ့ရွာသားတွေလည်းဆေးမြစ်ရှာကြတာပဲလေဝမ်းစာယုံပဲမဟုတ်ဘူးလားဦးလေးလင်းရှုကန်ကြောင်ပြုံးဖြစ်ဆေးမြစ်ရှာတာမှလည်းအဆင့်တန်းကွဲပြားမှုရှိတယ်လေတောင်ပေါ်ရောက်ရင်မင်းအလိုလိုနားလည်သွားပါလိမ့်မယ်လင်းရှုကန်နဲ့တာကျွမ်းတို့နှစ်ယောက်အမောင်ဖုံးနေတဲ့တစ်တော်အုပ်ကြီးတဲကိုခရီးနှင်လာခဲ့ကြပါတယ်တာကျွမ်းကမိမောင်မဲကြီးတဲမှာစောလုံးသေးတာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်လင်းရှုကန်ကလှည့်ကြည့်လိုက်ပြီးမိုးလင်းသွားရင်တောင်တောင်လုံးလူတွေပြည့်သွားမှာအခုချိန်ကစေးတီးစေးဥရှာဖို့အကောင်းဆုံးအချိန်ပဲမနေ့ကမှမိုးသေးထန်စွာရွာထားတာဆိုတော့တောင်ပေါ်ကမြေကြီးတွေအပွားဆုံးဖြစ်နေတယ်မြေအောက်မှာမြုပ်နေတဲ့တံမိုးကြီးဆေးဘက်ဝင်ပင်တွေအလွယ်တကူငုတ်ထွက်လာတတ်တဲ့အပြင်ဒီလိုချိန်မှာဆေးအာနိတင်လည်းအပြေအဝဆုံးပဲငါနောက်ကတေချာလိုက်ခဲ့လို့မိန်ခွန်းချွေတယ်လို့ပြန်ပြောလိုက်ပါတယ်သူတို့တစ်တော်နှစ်ထဲဆက်လျှောက်လာရင်လမ်းဘေးကတစ်ပင်ချီစီမှာပေါက်နေတဲ့မှုဖြူလေးတွေကိုတာကျွတ်တွေ့ပြီးတွားကင်မလို့လို့တော့လင်းရှုကန်ကအချိန်မဖြုံနဲ့အဲ့ဓာတွေကတံမိုးမရှိတဲ့တောမိုးတွေပါမင်းကျော်ကချင်းတောင်းတဲ့အပြည့်ဖြစ်သွားရင်တော့ပတ်စံအများကြီးရမှာမဟုတ်ဘူးငါတို့ကတံမိုးကြီးတာကိုပဲယူရမယ်လို့တားမြစ်လိုက်ပါတယ်သူတို့တစ်ပင်ကြီးတစ်ပင်အောက်ရောက်မှာလင်းရှုကန်ကဝစ်စလင်းထိုင်ချလိုက်ပြီးဆေးတူးပေါက်ပြားလေးနဲ့မြေကြီးကိုတေချာကယူဆိုင်တူးဆွလိုက်တဲ့အခါမြေကြီးထဲကနေရှားပါလာတဲ့ကျင်းစင်းရိုင်းကြီးတူထွက်ပေါ်လာခဲ့ပါတယ်အိတ်ထဲကကျင်းစင်းရိုင်းကြီးကိုမြင်လိုက်ရတဲ့တာကျွမ်းကမျက်လုံးဝိုင်းသားနဲ့အံ့ဩမဆုံးဖြစ်သွားပြီးအမလေးဦးလေးရှုကန်ရကျွန်တော်ခုနကဒီနေရာကနေဖြတ်သွားတာဘာမှမမြင်လိုက်ပါဘူးဦးလေးကဒါကိုဘလို့များရှာတွေ့သွားတာလဲလို့မေးလိုက်ပါတယ်လင်းရှုကန်ကပြုံးလိုက်ရင်တရွက်စိမ်းလေးတွေနဲ့အနီရောင်အသီးလေးတွေစီဓမီထုတ်ပြကတံမိုးကြီးတဲ့ယတနာတွေကမြေပေါ်ထွက်လာရင်ကိုဖုံးကွယ်တက်ကြတယ်ကွာမင်းဒီပေါင်းပင်တွေကြားထဲမှာကြည့်လိုက်လက်ဝါးအရွယ်တရွက်9ရွက်ပါတဲ့အနွယ်ပင်လေးမှာအလဲကနေအနီရောင်အသီးခိုင်လေးဆွဲလောင်းကြနေတာတွေ့ရင်အဲ့ဒါကျင်းစင်းစေပဲအဲ့ဒါရှိရင်မြေအောက်မှာတက်တန်းရင်းနေပြီဖြစ်တဲ့ကျင်းစင်းရိုင်းရှိနေပြီဆိုတာတေချာတယ်လို့ရှင်းပြလိုက်ပါတယ်
ဒါကြွန့်ကလက်ညှိုးထောင်ပြရင်တူးလိုက်တိုင်းအမှန်ပဲမိုက်လိုက်တာဦးလေးရှုကန်းရဲ့ဦးလေးဆေးဆက်တာတော်တယ်ဆိုတာပဲကျွန်တော်သိတာတောင်ပေါ်တက်ဆေးဥရှာတာမှလည်းဒီလောက်ပညာပါလိမ့်မယ်လို့မထင်ခဲ့မိဘူးလို့ချီးကျူးလိုက်ပါတယ်လင်းရှုကန်းကဝမ်းနဲ့ဝမ်းသာအမှုအရာနဲ့ဒါကဘာမှမဟုတ်သေးပါဘူးကွာငါတို့မတီးရင်းနှီးငွေလုံလောက်သွားလို့ဒီနောက်ကတောင်တောင်လုံးကိုကန်ထရိုက်ယူလိုက်နိုင်တဲ့နေ့ကြရင်အဲ့ဒါမှရွှေမိုးငွေမိုးရွာမဲ့အချိန်ပဲလို့ရင်းထဲကဆန္ဒကိုထုတ်ဖော်ပြောလိုက်ပါတယ်ထို့နောက်လင်းရှုကန်းကတော်တဲ့ဆန်းစစ်ရင်တဘာဝတော်လင်းစည်းမီနဲ့တက်တန်း200ချီနေတဲ့ဟိုရှူဦးဆေးဦးကြီးတွေကိုပါစက်တိုက်တူးဖော်နိုင်ခဲ့ပါတယ်တာကြွန့်ကချင်းတောင်းထဲမှာအပြစ်ပါလာတဲ့တမိုးကြီးဆေးဘက်ဝင်ပစ္စည်းတွေကိုကြည်ရင်တက်ကြွစွာနဲ့တော်လင်းစည်းနီဂျင်စင်းရိုင်းကြီးတွေပြီးတော့ဒီဟိုရှူဦးကြီးပါစုစုပေါင်းအချိန်6ချက်သားလောက်ပဲရှိအောင်မယ်ဆိုပေမဲ့ဒီအစီနှစ်နဲ့အရေးသွေးကတော့အထိတ်တန်းအကောင်းလိုင်းတွေကြီးပဲဦးလေးရငါတို့တော့ချမ်းသာပြီလို့ဝမ်းသာအားရပြောလိုက်ပါတယ်လင်းရှုကန်းကလာမင်းကြီးကိုမော့ကြည့်ရင်မျက်ရည်စတွေကိုတုပ်လိုက်ကအဝေးကြီးလိုသေးတယ်ကွာဆေးတူးပေါက်ပြားငါပေးမင်းလမ်းမကြီးပေါ်သွားပြီးစောင့်နေလို့အမိတ်ပေးလိုက်ပါတယ်တာကြွန့်ကစိုးရင်တကြီးနဲ့ဦးလေးကဘယ်သွားမလို့လဲလို့မေးလိုက်တော့လင်းရှုကန်းကမိုးရွာထားတာမကြသေးတဲ့အခွင့်အရေးကောင်းကိုအရယူပြီးရှေ့နားကကြောက်ဆောင်ကမ်းပါရံဘက်ကိုသွားကန်ဆန်းမလို့တန်မိုးကြီးတာလေးတွေနောက်ထပ်တူးဖော်လို့ရမလားလို့ပါလို့ပြန်ပြောပါတယ်မနက်ခင်းရောက်ရှိလာတဲ့အခါတောအုပ်အပြင်ဘက်မှာစောင့်နေတဲ့တာကြွန့်ကစိုးရင်စိတ်အပြည့်နဲ့မျှော်ကြည့်ရင်ဦးလေးရှုကန်းအဲ့ဒီထဲဝင်သွားတာဒီလောက်ကြာနေပြီဘာမှမဖြစ်ပါစေနဲ့နော်လို့စိတ်ပူနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလင်းရှုကန်းဟာထုတ်စီးထားတဲ့အထုပ်ကြီးကိုကင်ပြီးတောထဲကနေအေးအေးဆေးဆေးလမ်းလျှောက်ထွက်လာခဲ့ပါတယ်တာကြွန့်ကဝမ်းသာအားရပြေးသွားပြီးဦးလေးရဲ့ဒီအိတ်ထဲမှာဘာတွေပါလာတာလဲဟင်လို့မေးလိုက်ပါတယ်လင်းရှုကန်းကနှွေးထွေးစွာပြုံးပြရင်ခဏနေရင်မင်းသိရမှာပါလားမြို့ပေါ်ကတိုင်းရင်ဆေးဆေးကြီးစီသွားကြစို့ဒီနေ့တော့ငါတို့ပတ်စံအများကြီးရှာနိုင်တော့မယ်လို့ပြောကခေါ်ဆောင်သွားခဲ့ပါတယ်နေအောင်ကြီးအောက်မှာစီကားတိုင်းမြိုက်နေတဲ့မြို့ပေါ်ကတိုင်းရင်ဆေးဆေးကွက်စီသူတို့နှစ်ယောက်ရောက်ရှိလာခဲ့ကြပါတယ်ဆိုင်ကန်းတခန်းရှိရောက်မှာတာကြွန့်ကချင်းတောင်းတဲ့အိတ်ကိုစပွဲပေါ်တင်လိုက်ချိန်မှာဆေးဆိုင်ပိုင်ရှင်အဖိုးအိုကထွက်လိုက်ပြီးဟေးတာကြွန့်ကြည့်ရတာအမျက်ဆုံးမနေဘူးထင်တယ်လို့ပြုံးရွှင်စွာနှုတ်ဆက်လိုက်ပါတယ်တာကြွန့်ကဂုံယူဝင်ကြွားစွာနဲ့လင်းရှုကန်းကိုညွှန်ပြကဒါတွေအကုန်လုံးကကျွန်တော်ဦးလေးရှုကန်းတူးဖော်လာတာတွေကြီးပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအနီးနားကတိုင်းရင်ဆေးပညာရှင်အဖိုးအိုတယောက်ဟာလင်းရှုကန်းကိုတေချာစိုက်ကြည့်လိုက်ပြီးအံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားကဖျားရည်ဒါဟိုးရခင်တုန်းကပိုချောင်းတောင်ရဲ့တိုင်းရင်ဆေးဥသခင်လင်းရှုကန်းမဟုတ်ဘူးလားလို့မယုံနိုင်တော့အောင်ရေးရွတ်လိုက်ပါတော့တယ်ဒါဟိုတုန်းကပိုင်တိုရှန်ရဲ့ဆေးပရင်လင်းရှုကန်းမဟုတ်ဘူးလားတားဖြစ်သူကမြို့ပေါ်ခေါ်သွားပြီးကောင်းစားနေပြီဆိုဘာလို့တောင်ပေါ်ပြန်ရောက်နေတာလဲဘာဆေးပရင်လဲဒီအရွယ်ရောက်မှတော့တောင်အောက်မှာတစ်ခေါက်ဆုံနဲ့မှုဆုပ်တွေလိုက်ကောက်ယုံပဲတက်နိုင်တာပေါ့ဒါပေမဲ့လင်းရှုကန်းနဲ့သူ့တပည့်ဒါကျွမ်းတို့ဟာဘာမှပြန်မပြောဘဲအိတ်ထဲကဆေးမြစ်တွေကိုစိတ်အေးအေးနဲ့စပွဲပေါ်ပုံချပြလိုက်ပါတယ်ထွက်ကြလာတဲ့ဆေးမြစ်တွေကိုမြင်လိုက်ရချိန်မှာတော့ပတ်ဝန်းကျင်ကလူတွေအားလုံးမှင်သက်သွားကြပါတယ်လူပုံစံရှိတဲ့တောင်ဆန်ဟောင်းရဲ့ရမခတ်တိုင်းလောက်ရှိတဲ့အနီရောင်လင်းစည်းရဲ့ဆွတ်ဆူအသက်ရလာတဲ့ဟိုရှိုးဦးတွေရဲ့အရေးသွေးကလည်းအတော်ကောင်းတာပဲဒီတဝိုင်းတဲ့နဲ့ကိုအ ਨੇ ဆုံးညွန်1000မကတန်တယ်လို့လူအများကအအော်ဒါကြီးပြောဆိုကြပါတယ်ဒါကိုမြင်တော့ကုန်တယ်တွေကအဖိုးကျွန်တော်ဈေးကွက်ထဲမှာအမြင့်ဆုံးဈေးပေးပြီးအကုန်ယူမဲလို့တယောက်ကအလူရက်အော်ပြောတယ်လို့နောက်တစ်ယောက်ကလည်းကျွန်တော်ဈေးကွက်တစ်ထက်10%ပိုပေးမယ်နောက်လဲရှိသမျှအကုန်ယူမဲလို့ဈေးပြန်ခေါ်ကြပါတယ်အဲ့ဒီအချိန်မှာပဲဝှေ့ချုံထန်းဆေးဆိုင်ကြီးရဲ့တာဝန်ခံမန်နေဂျာချမ်းရောက်ရှိလာပြီးကျမနောက်ထပ်90%ထပ်ပေါင်းပေးမယ်ဒီတဝိုင်းလုံးကျမအကုန်ယူတယ်လို့ပြက်ပြက်တသားပြောလိုက်ပါတယ်ပတ်ဝန်းကျင်ကလူတွေကလည်းဝှေ့ချုံထန်းရဲ့မန်နေဂျာချမ်းပဲသူနဲ့ဘယ်သူမှဈေးပြိုင်မခေါ်နိုင်ဘူးလို့ရေးရွတ်သွားကြပါတယ်ဒါကြွန့်ကဆေးမြစ်တွေကိုချိန်ခွင်နဲ့ချိန်ပြီးဂျင်းစင်တပင်လင်းစည်းကြီး2ပိတာဟိုရှိုးဦး3ပိတာအားလုံးပေါင်းရွှန်9000ကျပါတယ်လို့ပြောလိုက်ရမန်နေဂျာချမ်းကရွှန်9000ပါတဲ့ဘန်ကတ်ကိုပေးချေလိုက်ပါတယ်ဒါကြွန့်ကကလေးကိုကြည့်ပြီးအံ့ဩလွန်းလို့မတက်ရက်မရဖြစ်နေချိန်မှာလင်းရှိုးကန်းကစိတ်အေးအေးထားဆန်းမြို့ပြင်မထွက်ဘူးတဲ့ပုံစံမလုံးနဲ့လို့တတိပေးလိုက်ပါတယ်မန်နေဂျာချမ်းကဒီလိုအဖိုးတန်ဆေးမြစ်တွေကိုလင်းရှိုးကန်းတယောက်တည်းတူးဖော်လာတာလားလို့မေးမြန်းရဒါကြွန့်ကဒါပေါ်ငါရဲ့ဦးလေးရှိုးကန်းကလွန်ခဲ့တဲ့20ကလေးကနာမည်ကြီးဆေးပြရင်ပဲဒီလောက်ကတော့သူ့အတွက်အေးဆေးပေါ်လို့ဂုဏ်ယူစွာဖြေလိုက်ပါတယ်မန်နေဂျာချမ်းကလည်းနောက်ထပ်ဒီလိုအရေးသွေးမျိုးရရင်သူ့ထံတိုက်ရိုက်ဆက်သွဲဖိုးလိပ်စာကပ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာလင်းရှိုးကန်းကသူ့အိတ်ကက်ထဲကအထုပ်လေးကိုထုတ်ပြီးမန်နေဂျာချမ်းကမှအစီနှစ်တစ်ခုကြံသေးတယ်သဘောကျမလားတော့မသိဘူးလို့ပြောကတစ်တုံးအောင်တစ်ခုကိုထုတ်ပြလိုက်ပါတယ်ဘေးနားကလူတွေကဒါထင်းစုံမဟုတ်ဘူးလားအိမ်ယူသွားပြီးမိမွေးရင်တော့မိကိုတထင်းထင်းနဲ့မိမတောက်ဘူးမန်နေဂျာချမ်းကိုဒီလိုအမိုက်နဲ့လာလိမ့်လို့မရဘူးလို့လှောင်ပြောင်ကြပါတယ်ဒါပေမဲ့မန်နေဂျာချမ်းကတစ်တုံးကိုဂယုတစိုက်ကန်ကြည့်လိုက်ချိန်မှာတော့ဒါတဘာဝရေမြုပ်တင်မွေးပဲအစီတွေတောင်ထွက်နေပြီဒီလောက်တိတ်တီးစားမျက်နှာအကဲဖြတ်လို့မရတဲ့အဖိုးတန်ပစ္စည်းပဲလို့အံ့ဩရကြီးရေးရွတ်လိုက်ပါတယ်အနီးနားကလူတွေလည်းတကယ်ကြီးရေမြုပ်တင်မွေးပေါ်လာတာလားဒါမျိုးကတောင်နှစ်ထဲကကြောက်ဆောင်ကြီးတွေအောက်မှာပဲရှိတာရိုးရိုးလူတွေဘယ်သူနိုင်မလဲလို့ပါဆက်အဟောင်းသားဖြစ်သွားကြပါတယ်မန်နေဂျာချမ်းကတဂရန်ကိုယွန်း1000နဲ့ဝယ်ယူမည်ဟုပြောရဒီတစ်တုံးဟာဂရန်90နီးပါးရှိတာကြောင့်နောက်ထပ်ယွမ်9000ထပ်မံရရှိသွားပါတယ်ထို့နောက်လင်းရှိုးကန်းတို့ဟာဝှေ့ချုံထန်းဆေးဆိုင်ကြီးဆိုရောက်ရှိသွားကြပါတယ်မန်နေဂျာချမ်းကကြန့်ရှိနေတဲ့ငွေ9000ကိုကတ်ထဲသို့လွှဲပြောင်းပေးလိုက်ပြီးစမတ်ဖုန်းတစ်လုံးဝယ်သုံးကြဖို့အကြံပြုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဝန်ထမ်းတစ်ယောက်အပြေးလွှာရောက်လာပြီးမန်နေဂျာချမ်းဒုက္ခပါပဲဥက္ကဋ္ဌကြီးရဲ့ယောဂဟောင်းပြန်ထလာလို့ဆရာဝန်ကြီးကအရေးပေါ်ဆေးနေပေးလိုက်ပါတယ်ပစ္စည်းအစွမ်းထက်ဆုံးတဘာဝတစ်ခွဆေးမြစ်လက်လက်ဆက်ဆက်လိုအပ်နေပါတယ်မနေ့ဖြန်ညနေမတိုင်ခင်အပြီးတောက်ရမှာပါလို့အကြောင်းကြားအားလာပါတယ်အချိန်တိုတိုအတွင်းတဘာဝတစ်ခွဆေးမြစ်လက်လက်ဆက်ဆက်ရဖို့ခက်ခဲနေချိန်မှာလင်းရှိုးကန်းကမနက်ဖြန်ညနေဘဲချိန်မီလိုတာလဲလို့မေးမြန်းလိုက်ပါတယ်မန်နေဂျာချမ်းကညခု2နာရီအမီလိုကြောင်းပြောရလင်းရှိုးကန်းကမနက်ဖြန်9ကိုယ်တိုင်တောင်းနဲ့ထဲဆင်းပြီးတစ်ခွဆေးမြစ်ကိုအကောင့်အတိုင်းတူးဖော်ပေးမယ်လို့တာဝန်ယူလိုက်ပါတယ်ဝန်ထမ်းကလင်းရှိုးကန်းကိုမယုံကြည်ပဲတယောခဲ့ပေမဲ့လင်းရှိုးကန်းကပိုင်တိုရှန်ရဲ့အနက်ရှိုင်းဆုံးဟေးဆုံးတော်ထဲမှာစုဝေးနေတဲ့ကြောင်းပိုင်နိုင်ပြောပြခဲ့ပါတယ်မန်နေဂျာချမ်းကလည်းလင်းအကိုကြီးတာအကောင့်အတိုင်းယူဆောင်ပေးနိုင်ရင်ဈေးကွက်ပေါက်ဈေးရဲ့3ဆပေးပါမယ်လို့ကတိပြုလိုက်ပါတယ်လင်းရှိုးကန်းတို့ထွက်သွားပြီးနောက်ဝန်ထမ်းကအဖိုးအိုကိုမယုံကြည်ဖို့ပြောတော့လဲမန်နေဂျာချမ်းကအဖိုးအိုတယောက်တည်းကိုပဲပုံမအောပဲအခြားစေတူဖွဲ့တွေကိုလည်းတက်ဆိုင်ရာကနေအကုန်ကြခံကလိုက်လံရှာဖွေခိုင်းလိုက်ပါတယ်တစ်ဖက်မှာတော့လင်းရှိုးကန်းနဲ့ဒါကြွန့်တို့ဟာဖုန်းဆိုင်တို့ရောက်ရှိသွားပြီးအစစ်မြစ်စမတ်ဖုန်းနှလုံးကိုဝယ်ယူခဲ့ကြပါတယ်ဒါကြွန့်ကပတ်စံအများကြီးသုံးရလို့တွတ်တူနေချိန်မှာလင်းရှိုးကန်းကအမဲဆက်မကင်းတဲ့ငါသားစီမာတော့ကဒုတိယလက်ကင်ဖုန်းလေးဝယ်ပေးဖို့တောင်မလိုလားခဲ့ဘူးခုတော့ကိုပတ်စံနဲ့ကိုအကောင်းဆုံးဝယ်သုံးရမယ်ဒါမှဆက်သွယ်ရတာလွယ်မလို့ပြောလိုက်ပါတယ်
ဆက်လက်ပြီးသူတို့နှစ်ယောက်ဟာတောင်တက်ပစ္စည်းဆိုင်မှာရွှေ2000မှုပစ္စည်းတွေဝယ်ယူခဲ့ကြပါတယ်ဒါကြွန်ကနှမျောနေပေမဲ့လင်းရှိုကန်ကဓာတ်သွေးရတာမရှိရင်ထင်းခုတ်လို့မရဘူးမနှက်ဖြန်တစ်ခေါ်တူးလို့အဆင်ပြေရင်အနည်းဆုံးရွှေ2သိန်းရမယ်အဲ့ဒီခါကျရင်တောင်တတောင်လုံးကိုငှားလို့ရပြီးရှေးတုန်းကလူတွေဆင်းရဲလို့ဆေးကောင်းကိုမဝယ်နိုင်ကြပေမဲ့ခုချိန်မှာတော့လူတိုင်းကြွယ်ဝနေကြပြီးဒါဟာငါတို့ဆေးတူးသမားတွေအတွက်ရွှေရောင်ခစ်ပဲလို့မိမ့်ကြီးပြောကကြီးကျယ်ခမ်းနားလာတဲ့စားတောက်ဆိုင်စီတို့ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်ရှိစိမ့်လန်းဆိုပြီးလာတဲ့အိမ်ကြီးတအိမ်ထဲမှာတော့လင်းရှိုကန်ရဲ့မတိတက်သောတားဖြစ်သူဟာရောက်ခမဖြစ်သူ၏မွေးနေ့ပွဲတွင်ရွှေ9000ကျော်တန်စမတ်ဖုန်းတစ်လုံးကိုလက်ဆောင်ပေးကမြောက်ပင်ဖားရလို့နေပါတယ်သူ့မိမကလည်းအဖေကြားခွေးကအဖေအတွက်ဒီဖုန်းဝယ်ပေးဖို့ရင်းနှီးထားတာနော်လို့ဂုံယူဝင်ကြွားစွာပြောဆိုနေချိန်မှာပဲအဝတ်စားတက်ရက်နဲ့ရောက်ရှိလာသောအဖိုးကိုလင်းရှိုကန်တို့ကိုတကားဝတွင်တွေ့မြင်လိုက်ပါတယ်ဝင်လာတဲ့သူ့အဖေကိုမြင်လိုက်ရတာကြောင့်မယုံနိုင်တဲ့မျက်လုံးတွေနဲ့အဖေကဘာလို့ဒီမှာရှိနေတာလဲလို့အံ့အားသင့်စွာမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာစပွဲမှာထိုင်နေတဲ့လူကြီးတစ်ယောက်ကရင်နွေးချမ်းတောက်ရင်းခမဲခမက်လဲရောက်လာတာကိုကြည့်ပါဦးတကူလုံးလဲရွှွန့်တွေပေးလို့တောင်ပေါ်ကပြန်ဆင်းလာတာလားလို့လောင်ပြုံးနဲ့မေးလိုက်ပါတယ်ဘေးနားကမိန်းကလေးကလည်းကျမပြောပါတယ်အပြင်မှာ3ရက်တောင်ခံမှာမဟုတ်ပါဘူးဆိုခုတော့ပြန်လာပြီးကျမတို့စီမှာခိုးလုံဖို့လာတောင်းပန်နေတာမလားလို့မထက်မဲ့မြင်ပြောလိုက်ပါတယ်ဒါကိုကြားတော့အမျိုးသားကြီးကဒေါသတကြီးနဲ့ပါလဲဒီစားတောက်ဆိုင်ကနင်းတို့ဖွင့်ထားတာလားငါကထမင်းလာစားတာလို့ပြောပြီးစပွဲမှာဝင်ထိုင်လိုက်ပါတယ်မိန်းကလေးကဒီမှာလာစားတယ်ဟုတ်လားဒီနေရာကတယောက်ကို900-600လောက်ကြတာအဖေပတ်စံပေးနိုင်လို့လားလို့လောင်ပြောင်းလိုက်ပါတယ်သူ့သားကလည်းအဖေဒီမှာလာရှက်မကွဲစမ်းပါနဲ့အဖေမှာပတ်စံဘယ်လောက်ပါလို့လဲခဏနေပတ်စံမပေးနိုင်ရင်ကျွန်တော်စီကလာကူညီမတောင်းနဲ့လို့ဒေါသတကြီးအော်ဟောက်လိုက်ပါတယ်ဒါပေမဲ့သူ့ဘေးနားကလူငယ်ကဘာလုပ်တာလဲဆိုပြီးဒေါသတကြီးကြည့်လိုက်ပါတယ်အမျိုးသားကြီးကဘေးကလူငယ်ရဲ့ပခုံးကိုပုတ်ပြီးဝင်တန်းဟင်းမာမယ်လို့ခေါ်လိုက်ပါတယ်မိန်းကလေးကသူ့ချစ်သူကိုကြားဝှေးနင်းသူ့ကိုတွားမတာနဲ့ခဏနေပတ်စံမပေးနိုင်လို့ပကံစေးခိုင်းရင်ငါတို့ကြည့်ရတာပေါ့လို့မြောက်ပင်ပြောဆိုလိုက်ပါတယ်ဝန်ထမ်းမလေးရောက်လာတဲ့အခါမိန်းကလေးကမျက်လုံးသေးချဖွင့်ကြည့်ထားဒီနှစ်ယောက်မှာပတ်စံတပြားမှမရှိဘူးလာရှုပ်တာလို့ချင်းချောက်လိုက်ပါတယ်ဒါပေမဲ့ဝန်ထမ်းမလေးကတော့စူးစမ်းစွာပဲအဖဘာသုံးဆောင်မလဲရှင်းလို့ရင်ကျေးစွာမေးပါတယ်အဖိုးကဟင်းပွဲစရင်ကိုကြည့်ပြီးဒီပို6ချေဖောက်ချင်းကိုနှစ်ပွဲပေးပါလို့မှာလိုက်ပါတယ်ဝန်ထမ်းမလေးကအံ့အားသင့်စွာနဲ့အဖဒါကကျမတို့ဆိုင်ရဲ့နာမည်ကြီးဟင်းပွဲပါတပွဲကို1288ရွမ်တန်ပါတယ်အဖကကဲနှစ်ပွဲမှာလားလို့မေးလိုက်ပါတယ်အဖိုးကငါ့မှာပတ်စံမရှိမှကြောက်လို့လားလို့မေးတော့ဝန်ထမ်းမလေးကမဟုတ်ပါဘူးအဲ့လိုဆိုလို့လားမဟုတ်ပါဘူးလို့အာမခံလိုက်ပါတယ်အဖိုးကဆက်ပြီးဒါနဲ့ဒီဘရင်ကနန်းလဲအကြီးဆုံးတစ်ကောင်ပေးပါပြီးတော့မောက်ထိုင်အရက်တပလင်းပေးပါလို့မှာလိုက်ပါတယ်ဘေးနားကလူငယ်ကအဖဒါကုံဆို1000နီးပါးကြတော့မယ်တကယ်တော့မှလားလို့စိုးရင်စွာမေးလိုက်ပါတယ်အဖိုးကပတ်စံဆိုတာသုံးဖို့ရှာတာပဲဒီနေ့စိတ်ကြိုက်စားကြတာပေါ့လို့ပြုံးပြီးပြောလိုက်ပါတယ်ဒါကိုမြင်တော့မိန်းကလေးကကြားဝှေးနင်ကြားလားနဲ့အဖေကမောက်ထိုင်တောက်ပြီးဘရင်ကနန်းစားမယ်တဲ့လို့ဆက်ဆုပ်စွာပြောလိုက်ပါတယ်တားဖြစ်သူကဒေါသပေါက်ကွဲသွားပြီးအဖေဘာရီလာကြော့နေတာလဲဒီတပွဲလုံးဆို1000မကဘူးအဖေပေးနိုင်လို့လားလို့အော်ဟောက်လိုက်ပါတယ်အဖိုးကငါထမင်းစားတာနင်ပူစရာမလိုဘူးလို့ညင်းလိုက်တော့တားဖြစ်သူကထွက်သွားပတ်စံမပေးနိုင်ရင်ဆိုင်ကရဲခေါ်လိုက်မယ်အဖေမျက်နှာငယ်ချင်းပေးမယ်ကျွန်တော်မျက်နှာငယ်တယ်လို့အော်လိုက်ပါတယ်မိန်းကလေးကလည်းကြားဝှေးနင်သူ့ကိုတော့မပြောနဲ့မှာပါစေစရင်ရှင်းတဲ့အခါပတ်စံမရှိရင်ဘယ်သူမှမကူညီကြေးရဲခေါ်ပြီးဖမ်းခိုင်းလိုက်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဘေးကလူငယ်ကဒေါသတကြီးနဲ့လင်းကြားဝှေးရှီးမေရှုမင်းတို့စကားကိုရင်ကြေးပြောကြစမ်းလို့ဟောက်လိုက်ပါတယ်အဖိုးကတလွတ်ထိုင်ဆန်းပါလို့တားလိုက်ပြီးရင်နွေးကိုအေးဆေးစွာတောက်လိုက်ပါတယ်ထို့နောက်အဖိုးကကက်ပြားတစ်ခုကိုထုတ်ပြီးစပွဲပေါ်တင်လိုက်ပါတယ်ဝန်ထမ်းမလေးကကက်ကိုယူပြီးကောင်တာမှာစစ်ဆေးလိုက်တဲ့အခါကွန်ပျူတာဖန်သားပြင်ပေါ်မှာကျူတက်လုံးရဲ့အထူးဧည့်သည်အမြင့်ဆုံးဧဝတ်ပြုခြင်းကိုခံယူပါဆိုတဲ့စာတမ်းပေါ်လာပါတယ်ဝန်ထမ်းမလေးကလက်ဖြတ်သွားပြီးဒါကခွေချွန်ထန်းဆေးဆိုင်ကြီးရဲ့ဥက္ကဋ္ဌခြံရဲ့တီးတန့်ကက်နက်ကြီးပါလားလို့ရေရွရင်းမန်နေဂျာစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်မန်နေဂျာခန်းမထဲမှာဥက္ကဋ္ဌခြံရဲ့တီးတန့်ကက်နက်ကိုကင်ထားတဲ့သူတစ်ယောက်ဟင်းအော်ဒါမှာနေပါတယ်လို့သတင်းပို့လိုက်ပါတယ်မန်နေဂျာကဖုန်းထဲကနေပါဥက္ကဋ္ဌခြံရဲ့အရေးကြီးဧည့်သည်ကခန်းမထဲမှာထမင်းစားနေတယ်ဟုတ်လားမြင်မြအကုန်လုံးငါနဲ့လိုက်ခဲ့ဆိုပြီးဝန်ထမ်းအုပ်စုကိုခေါ်ကအပြေးလွှားရောက်ရှိလာပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကအဖေပတ်စံမရှိရင်အတင်းမလုပ်ပါနဲ့အခုအေးဆေးထွက်သွားရင်မျက်နှာနည်းနည်းရသေးတယ်လို့လောင်ပြောင်နေတော့မန်နေဂျာနဲ့ဝန်ထမ်းတွေအပြေးလွှားရောက်လာတာကိုတွေ့လိုက်ရပါတယ်တားဖြစ်သူကမန်နေဂျာလာတာအတော်ပဲဒီနှစ်ယောက်ဒီမှာလာရှုပ်နေတာပတ်စံမရှိပဲဟင်းတွေရှောက်မှနေတယ်အမြန်မောင်းထုတ်ပေးပါလို့တိုင်တန်းလိုက်ပါတယ်ဒါပေမဲ့မန်နေဂျာကစပွဲပေါ်ကကက်နက်ကိုကြည့်ပြီးမျက်လုံးပြူးသွားကအဖိုးကိုဥညွတ်လိုက်ပြီးအဖိုးတောင်းပန်ပါတယ်အောက်ကလူတွေမျက်စိမရှိလို့ပါအဖိုးလက်ထဲကကက်ကဥက္ကဋ္ဌခြံရဲ့တီးတန့်ကက်နက်ဆိုတာမတိလိုက်လို့ပါခီးဦးကြိုမလူနိုင်တာတောင်းပန်ပါတယ်လို့ရိုသေစွာပြောလိုက်ပါတယ်ဒါကိုမြင်တော့တားဖြစ်သူနဲ့မိန်းကလေးတို့အံ့အားသင့်သွားကြပါတယ်ဘာတွေဖြစ်နေတာလဲခြံစုံဘဲကခြံစုံလဲလို့မေးလိုက်ကြတော့မိန်းကလေးရဲ့အဖေကခွေချွန်ထန်းကတန်းထောင်ချီကျွဲဝါတဲ့ဥက္ကဋ္ဌခြံကိုပြောတာမဟုတ်ပါဘူးနော်လို့အံ့ဩစွာပြောလိုက်ပါတယ်မန်နေဂျာကဝန်ထမ်းမလေးကိုဘာရက်ကြည့်နေတာလဲအဖိုးမာတာတွေအကုန်ချက်ချင်းပြင်ပေးရတဲ့လောက်အမြန်ဆုံးလုပ်ပေးဒီတပွဲလုံးကိုဥက္ကဋ္ဌခြံရဲ့စည်ရင်းမှာထဲမြစ်တာဆေးပေးလိုက်လို့အမိန့်ပေးလိုက်ပါတယ်အဖိုးကအေးဆေးစွာပဲဟင်းတွေမှာပြီးစပွဲပေါ်တင်လို့ရပြီလားလို့မေးရမန်နေဂျာကအဖိုးခမ်းမကြီးကစူညံလုံးလို့ပါကျွန်တော်ကိုယ်တိုင်လမ်းပြပေးပါမယ်အပေါ်ထက်ကအစမ်းပြဆုံးဧကရအခန်းကိုကြွပေးပါအကောင်းဆုံးအရက်နဲ့ဟင်းပွဲတွေကိုကျွန်တော်ကိုယ်ပိုင်တောင်းပန်တဲ့အနေနဲ့တီခင်းမရစီလို့တောင်းပန်ပါတယ်အဖိုးကတော့မလိုပါဘူးဒီမှာပဲစားမယ်လို့ညှင်းပယ်လိုက်ပါတယ်တားဖြစ်သူကမယုံနိုင်စွာနဲ့မန်နေဂျာဘာဖြစ်တာလဲခမ ्या မနေပြီလားသူကတောထဲမှာဆေးမြစ်တူးတဲ့သူပါလို့ပြောလိုက်ပြီးမိန်းကလေးကလည်းဟုတ်တယ်ဒီကက်ကသူကောက်ရထားတာဒါမှမဟုတ်ခိုးလာတာဖြစ်ရမယ်လို့ဆွဆွဲလိုက်ပါတယ်မန်နေဂျာကမင်းတို့ကဥက္ကဋ္ဌခြံရဲ့ကနက်ကိုဒီအဖိုးကခိုးလာတာလို့ပြောချင်တာလားလို့မေးလိုက်တော့တားဖြစ်သူကဟုတ်တယ်မန်နေဂျာရဲခေါ်ပြီးဖမ်းခိုင်းလိုက်လို့អော်လိုက်ပါတယ်အဲ့ဒီအချိန်မှာမန်နေဂျာရဲ့ဖုန်းမိလာပြီးဥက္ကဋ္ဌခြံကိုယ်တိုင်ဖုန်းဆက်လာတာဖြစ်ပါတယ်ဖုန်းကိုစပီကာဖွင့်လိုက်တဲ့အခါဥက္ကဋ္ဌခြံကဝန်ကြီးလင်းဖိုးနဲ့မစ္စတာဟိုတို့ခင်ဗျားတို့ဆိုင်ကိုရောက်နေပြီမလားလို့မေးလိုက်ပါတယ်မန်နေဂျာကခြံစုံအဖိုးကခမ်းမထဲမှာရှိနေပါတယ်လို့ကြောက်လန့်တကြားဖြေလိုက်ပါတယ်
ဥက္ကဋ္ဌချန်ကတေချာနာထောင်လင်းအဖိုးကငါတို့ဝှေချွန်ထန်းရဲ့အရေးကြီးဆုံးနဲ့ထိတ်တန်းပူပေါင်းဆောင်ရွက်သူပဲအဖိုးသာနည်းနည်းလေးမှစိတ်တိုင်းမကြလို့ကတော့ခမားမနှက်ဖြန်အလုပ်လာဆင်းစရာမလိုတော့ဘူးလို့ဒေါသတကြီးတတိပေးလိုက်ပါတယ်မန်နေဂျာကလည်းဟုတ်ကဲ့ပါချန်စုံစိတ်ချပါကျွန်တော်အမြင့်ဆုံးအဆင့်နဲ့အဲဝတ်ပြုပါမယ်လို့ကပြကရပြန်ဖြေလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့တာဖြစ်သူနဲ့မိန်းကလေးတို့မှပါဆက်အဟောင်းသားနဲ့ထိတ်လန့်တုန်လှုပ်သွားကြပါတယ်မန်နေဂျာကမျက်နှာထားတင်းမာသွားပြီးလုံခြုံရေးဒီလိုငါတို့ဆိုင်ရဲ့အရေးကြီးဧည့်သည်ကိုဆွဆွဲစော်ကားတဲ့သူနှစ်ယောက်ကိုချက်ချင်းအပြင်ကိုမောင်းထုတ်ဆန်းလို့အမိန့်ပေးလိုက်ပါတယ်တာဖြစ်သူကမန်နေဂျာကျွန်တော်ကဧည့်သည်ပါကျွန်တော်ရောက်ခမမွေးနေ့အတွက်စပွဲ30ကျော်တော်မှာထားတာပါလို့အော်ဟစ်ညင်းဆန်ပေးမဲ့မန်နေဂျာကကျူတက်လုံကဥက္ကဋ္ဌချန်ရဲ့ဧည့်သည်ကိုစော်ကားတဲ့သူကိုလက်မခံဘူးထွက်သွားကြလို့ပြတ်သားစွာပြောလိုက်ပါတယ်လုံခြုံရေးတွေကတားဖြစ်သူနဲ့မိန်းကလေးကိုအတင်းဆွဲထုတ်သွားကြပါတယ်တားဖြစ်သူကရုန်းကန်ရင်အဖေကျွန်တော်မှားပါပြီအဖေကူညီပါဦးလို့ငိုယိုအော်ဟစ်သွားပေမဲ့အဖိုးကတော့လှည့်ပင်မကြည့်ပေအေးဆေးစွာထိုင်နေပါတယ်အပြင်ဘက်မှာတော့တားဖြစ်သူနဲ့မိန်းကလေးတို့ရှက်ရွံ့စွာနဲ့လမ်းပေါ်ရောက်သွားကြပါတယ်မိန်းကလေးကကြားဝှေနေ့အဖေကဥက္ကဋ္ဌချန်ကိုဘလို့လုတ်တိနေတာလဲလို့မေးတော့တားဖြစ်သူကငါကဘလို့လုတ်တိမှလဲဆိုပြီးစိတ်ပြက်စွာပြန်ဖြေလိုက်ပါတယ်စားတောက်ဆိုင်ထဲမှာတော့လူငယ်ကဟင်းတွေကိုအရသာရှိစွာစားတောက်ရင်းရှူကန်အပအဲ့ဒီလင်မယားနှစ်ယောက်အမောင်းထုတ်ခံလိုက်ရတာတကယ်ဝမ်းသာစရာပဲလို့ပြောလိုက်တော့အဖိုးကပြုံးပြီးကဲစားပြီးရင်တိတ်ဆိတ်ပြီးတောင်ပေါ်တက်ဖို့ပြင်ကြရအောင်လို့ပြောလိုက်ပါတယ်နောက်တနေ့နက်နက်စောစောမှာတော့တောင်တန်းတွေကြားကအိမ်လေးတအိမ်ရဲ့ရှိမှလူငယ်ကတန်းဝင်ရင်ထွက်လာပါတယ်အဖိုးကစိုင်းချင်းတောင်ကိုလွှဲထားပြီးစောတယ်ဟုတ်လားအနက်ရောင်ထင်းရှူတော့ကအဝေးကြီးကြံသေးတယ်အမြန်သွားရအောင်လို့နှိုးဆော်လိုက်တာကြောင့်လူငယ်ကခေါင်းကိုကုံရင်ပြုံးကနောက်ကနေလိုက်သွားပါတယ်သူတို့နှစ်ယောက်ဟာတစ်တော်အုပ်ကြီးတွေနဲ့တောင်ကျိုတောင်ကြားတွေတိုင်းခီးဆက်လာကြပါတယ်ခီးအတန်ငယ်လျှောက်ပြီးတဲ့အခါလူငယ်ကမောဟိုက်စွာနဲ့ရှူကန်အပဒီအနက်ရောင်ထင်းရှူတော့ကဘလောက်တောင်ဝေးသေးတာလဲကျွန်တော်ခြေထောက်တွေတောင်ညောင်းလာပြီလို့ညီးတွားလိုက်ပါတယ်အဖိုးကဝေးသေးတာပေါ့တကယ်တန်ကုန်ကျုပ်တစ်ခွဆိုတာမှောင်မဲဆူဆွတ်တဲ့ကြောက်နေရံတွေပေါ်မှာပဲပေါက်တာတောင်နဲ့ထဲအထိမသွားရင်အရေးတောင်မြင်ရမှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်ခဏကြာမှတော့ရေတကုံလေးတစ်ခုဘေးကကြောက်ဆောင်တာရောက်လာကြပါတယ်လူငယ်ကကြောက်နေရံပေါ်မှာပေါက်နေတဲ့အပင်တွေကိုမြင်တော့ရှူကန်အပဟိုမှာကြည့်ပါဦးအပင်တွေအများကြီးပေါက်နေတာတစ်ခွပင်တွေမဟုတ်ဘူးလားလို့ဝမ်းသာအားရအော်လိုက်ပါတယ်အဖိုးကအနီးကပ်တေချာကြည့်ပြီးဒါမဟုတ်ဘူးလို့ညင်းလိုက်ပါတယ်လူငယ်ကအပင်တပင်ကိုဖြုတ်ကြည့်ရင်အစစ်လေးတွေနဲ့တူတူပါပဲလို့ပြောတော့အဖိုးကရော့မင်းအနက်အရင်နန်းကြည့်ဆိုပြီးပေးလိုက်ပါတယ်လူငယ်ကနန်းကြည့်လိုက်တာနဲ့ထွေးပုတ်ဆက်ဆက်အနံ့ကြီးနဲ့နန်းလိုက်တာဆိုပြီးရွှန်ရှာစွာထွေးထုတ်လိုက်ပါတယ်အဖိုးကအိတ်ထဲကတောက်ချောက်ပင်လေးကိုထုတ်ပေးပြီးဒါကိုနန်းကြည့်ဦးလို့ပြောလိုက်ပါတယ်လူငယ်ကနန်းကြည့်လိုက်တဲ့အခါဟာတကယ်ပဲတင်းပြတ်နဲ့တန်ရှင်းတဲ့အနံ့လေးမွေးနေတာပဲလို့ဝမ်းသာအားရပြောလိုက်ပါတယ်အဖိုးကဒီတောင်ထဲမှာအတုတွေအများကြီးပဲမှားလိုက်တာနဲ့အလကားပင်မယုံပဲရှိမယ်လို့သင်ခန်းစာပေးလိုက်ပါတယ်သူတို့နှစ်ယောက်ဆက်လက်လျှောက်လန်းလာကြရာအဖိုးကကြောက်နေရံပေါ်ကရေမိုးတွေကိုကိုင်းကြည့်ရင်တန်ကွန်ကျုပ်တစ်ခွာကရေမိုးထူထူထပ်ထပ်နဲ့နေအောင်မရတဲ့ကြောက်နေရံတွေမှာပေါက်တက်တာဒီနေရာရာသီဥတုနဲ့ပတ်ဝန်းကျင်ကမှန်နေပြီးဟိုဘက်ကြောက်ဆောင်မြောက်ဖက်မျက်နှာပြင်မှာရှိနိုင်တယ်လို့ခန့်မှန်းလိုက်ပါတယ်ကြောက်ဆောင်ဘေးကိုရောက်တဲ့အခါအဖိုးကတေချာရှာဖွေလိုက်တော့ကြောက်ကြူကြောက်ကြားထဲမှာပေါက်နေတဲ့တစ်ခွာပင်အစ်စ်ကိုတွေ့ရှိသွားပါတယ်လူငယ်ကရှူကန်အပတွေ့ပြီလို့အံ့အားသင့်စွာအော်လိုက်ပါတယ်အဖိုးကပျော်ရွှင်စွာနဲ့ဟုတ်တယ်ဒါတကယ်တော်ရိုင်းတန်ကွန်ကျုပ်တစ်ခွာအစ်စ်ပဲအရန်ဖြစ်ထွန်းတာပဲအထူးတန်းစားပဲလို့ချီးကျူးလိုက်ပါတယ်အဖိုးကလက်အိတ်ကိုစုကရိယာတွေကိုထုတ်လိုက်ရင်တစ်ခွပင်တူးတာနီးလန်းရှိတယ်အမြင့်အကုန်တူးထုတ်လို့မရဘူးပင်စီဟောင်းနဲ့အမြင့်အရှင်အချို့ကိုချန်ထားခဲ့ရတယ်ဒါမှနောက်နှစ်မှာအပင်တစ်ပြန်ပေါက်မှလို့တေချာစနစ်တကျခုတ်ယူလိုက်ပါတယ်လူငယ်ကရှူကန်အပဒီတပင်နဲ့တင်ပတ်စံဘလောက်တန်မလဲလို့မေးလိုက်တဲ့အခါအဖိုးကတောင်ထဲရောက်ရင်ပတ်စံတစ်ခုတည်းကြည့်မနေနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုတေချာအာယုံစိုက်လုပ်လို့ဆုံးမလိုက်ပါတယ်အဖိုးကတစ်ခွပင်ကိုတေချာတစ်တာလေးနဲ့ထည့်လိုက်ပြီးပမာဏလုံလောက်ပြီးကဲတောင်ပေါ်ကပြန်ဆင်းကြရအောင်လို့ပြောကနှစ်ယောက်သားတောင်ပေါ်ကနေအေးဆေးစွာပြန်ဆင်းလာကြပါတယ်။ဝှေကျွန်းထန်းဆေးဆိုင်ခန်းမထဲမှာစိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပါတယ်။ကော်ဖီလေးတောက်ပြီးစိတ်အေးထားပါဦး။စိတ်မပူပါနဲ့ဆေးရှာတဲ့အဖွဲ့စီကတရင်ရပြီလားခုနကဖုန်းဆက်ကြည့်တာသူတို့တခြားပြည်နယ်မှာပဲရှိသေးတယ်။အမြန်ဆုံးမှမနှက်ဖြန်ညမှပြန်ရောက်နိုင်မယ်။မနှက်ဖြန်ညမှဟုတ်လား။ရင်းနှီးမြုပ်နှံသူကဒီနေ့ညအရေးပေါ်ဆေးသုံးရမှလေတရင်ပေါက်စီလမ်းလျှောက်သွားပြီးအဲ့ဒီဦးလေးလင်းဆိုတဲ့လူကောသူတကယ်ပဲလက်ဆက်တဲ့တစ်ခွဆေးမြစ်ကိုတူးနိုင်ပါမလားလို့ရေရွတ်လိုက်ပါတယ်။အဲ့ဒီလူကိုတကယ်ယုံနေတာလားအသက်60နီးပါးရှိတဲ့အဖိုးကြီးတစ်ယောက်ကနှက်ဆိုင်နဲ့တောအုပ်ထဲဝင်သွားတယ်ဆိုတာမနေ့ကလေကြီးမိုးကြီးပြောသွားတာပါအခုချိန်အိမ်မှာအိပ်ပျော်နေမလားတော့မသိဘူးလို့မဲပြုံးနဲ့ပြောပါတယ်နှစ်နာရီတောင်ရှိပြီးသတင်းလဲမကြားရသေးဘူးလို့တေချာတယ်မရလို့ပုံနေတာဖုန်းတောင်မဆက်ရဲတော့တာပါဆေးရှာဖွဲ့စီဖုန်းထက်ဆက်ဒီနေ့အမြန်ဆုံးနီးလန်းနဲ့တစ်ခွဆေးမြင့်ရအောင်ပို့ခိုင်းလို့အမိတ်ပေးပါတယ်အတွင်းရေးမှူးကဖုန်းဆက်ကြည့်ပြီးဆေးရှာဖွဲ့ကအမြန်ဆုံးမှမနှက်ဖြန်မွန်းလွဲမှရမယ်လေလို့စိုးရိမ်တကြီးသတင်းပို့ပါတယ်အလကားအတုံးမကြတဲ့ကောင်တွေမြို့ထဲမှာရှိတဲ့တရုတ်ဆေးဆိုင်တွေအကုန်လိုက်မေးဘသူစီမှာလက်ဆက်တဲ့တဘာဝတစ်ခွဆေးမြင့်ရှိတယ်လဲဆိုတာဈေးဘယ်လောက်ပေးရယူမယ်လို့မှာပါတယ်မေးစရာမလိုတော့ပါဘူးမနက်ကမြို့တစ်မြို့လုံးကိုစုံစမ်းပြီးပါပြီလက်ဆက်တဲ့တဘာဝဆေးမြင့်ဆိုတာတစ်မြို့လုံးမှာမရှိတော့ပါဘူးဒါဆိုဦးလေးလင်းစီကသတင်းမရဘူးလားလို့မေးတော့အတွင်းရေးမှူးကအဲ့ဖိုးကြီးကိုမျှော်လင့်မနေပါနဲ့တော့ရင်းနှီးမြုပ်နှံမှုရုပ်သိမ်းခံရရင်အဆင်ပြေအောင်ပြင်ဆင်ထားတာပိုကောင်းပါလိမ့်မယ်လို့အကြံပေးပါတယ်အဲ့ဒီချိန်မှာပဲဥက္ကဋ္ဌချန်ရဲ့ဖုန်းဝင်လာပါတယ်ဖုန်းကိုအမြန်ကင်လိုက်တော့ဟယ်လိုဒါဝေကျွန်းထန်းကဥက္ကဋ္ဌချန်ကကျွန်တော်လင်းရှုကမ်းမှာလို့ဝမ်းသာအားရသတင်းပို့တန်ကြားလိုက်ရပါတယ်ဦးလေးလင်းဆေးမြင့်ရခဲ့ပြီလားလို့မေးလိုက်တော့ဦးလေးလင်းကရခဲ့ပါပြီအခရာငါးပင်အရေးသွေးပြပါပဲအခုဝေကျွန်းထန်းတကားဝမှာရောက်နေပါပြီလို့ပြောလိုက်ပါတယ်ဥက္ကဋ္ဌချန်ဘာမှတောင်ဆက်မပြောနိုင်ပဲအတွင်းရေးမှူးနဲ့အတူတကားဝစီအပြေးလွှားထွက်သွားကြပါတယ်တကားဝရောက်တော့အတွင်းရေးမှူးကဥက္ကဋ္ဌချန်မျှော်လင့်ချက်အများကြီးမထားပါနဲ့အဖိုးကြီးတယောက်ဘာကောင်းတာရနိုင်မှာမို့လို့လေလှည့်စားတာလည်းဖြစ်နိုင်တယ်လို့တိုးတိုးလေးသတိပေးပါတယ်ဒါပေမဲ့ဥက္ကဋ္ဌချန်ကတော့ဦးလေးလင်းနဲ့သူ့တပည့်ဓာကျွန်းတို့ကိုမြင်လိုက်တာနဲ့ဦးလေးလင်းညီလေးဓာကျွန်းလာပါအတွင်းကိုကြွပါလို့ဝမ်းသာအားရဖိတ်ခေါ်လိုက်ပါတယ်
အခန်းထဲရောက်တော့ဦးလေးလင်းကတစ်တာလေးကိုထုတ်ပေးရင်းဥက္ကဋ္ဌချန်ဒါမင်းတို့လိုချင်တဲ့လက်ဆက်တဲ့တဘာဝတစ်ခွဆေးမြင့်ဟုတ်မဟုတ်ကြည့်လိုက်ပါဦးလို့ပြောပါတယ်ဥက္ကဋ္ဌချန်ကတစ်တာကျိုးကိုဖြီးပြီးဖွင့်ကြည့်လိုက်ရထဲကလက်ဆက်ပြီးအငွေ1000တောင်ထွက်နေတဲ့တစ်ခွဆေးမြင့်9ပင်ကိုမြင်လိုက်ရတာကြောင့်အံ့အားမြင်တက်သွားပါတယ်တစ်ခွပင်လေးကိုလက်နဲ့ကိုင်းရောက်ကြည့်ရင်ဦးလေးလင်းဒီအယောင်နဲ့အရေးသွေးကတမိထင်ထားတာထက်တောင်အများကြီးပိုကောင်းနေပါလားလို့မချီကျူးပဲမနေနိုင်ခဲ့ပါဘူးဒါပေမဲ့အတွင်းရေးမှုကဥက္ကဋ္ဌချန်ဒါအတူများဖြစ်နေမလားဘယ်ဆိုင်ခင်းတွေကထွက်လာမှန်းမသိတာလို့ဝင်ရှုပ်လိုက်ပါတယ်အဲ့ဒီအခါဒါကျွန်းကစိတ်တူသွားပြီးမင်းပါပြောတာလေဒါငါတို့တောကတော့အုပ်ထဲကအသက်နဲ့လဲပြီးတွားတူးလာတာဘာလို့အတူလို့ပြောရတာလဲလို့ဒေါသတကြီးအော်ပြောလိုက်ပါတယ်ဥက္ကဋ္ဌချန်ကအတွင်းရေးမှုကိုပစက်ပိတ်ထားပြီးလို့ချိန်မောင်းလိုက်ပြီးဦးလေးလင်းတောင်းပန်ပါတယ်တပည့်တွေကအမြင်ချင်းပြီးစီးကပ်မရှိလို့ပါဒီတဘာဝတစ်ခွဆေးမြစ်တွေကိုကျမတို့ဝှေးချွန်းထန်းကတရားရာဂိုင်နှုန်းလက်ခံပါတယ်လို့ပြောလိုက်ပါတယ်ထို့နောက်ဥက္ကဋ္ဌချန်ကဖုံးဆက်ပြီးဟယ်လိုဆရာကြီးဝန်ရှာနေတဲ့အဓိကစေးညွှန်းရောက်ပါပြီဟုတ်ပါတယ်တောနက်ထဲကတူးလာတာပါအရေးသွေးအထူးကောင်းမွန်ပါတယ်စစ်ဆေးပေးဖို့ကြွားခဲ့ပါဦးမလားရှင်လို့ဖိတ်ခေါ်လိုက်ပါတယ်ပြီးတော့ဦးလေးလင်းကိုခဏလေးစောင့်ပေးပါဦးနော်ပြည်နယ်ရဲ့ဆရာဝန်ကြီးရောက်လာရင်စစ်ဆေးပြီးတန်းပြီးအယောင်းဝယ်လုပ်ကြတာပေါ့လို့ပြောပါတယ်ဦးလေးလင်းကရပါတယ်မလောပါဘူးလို့အေးဆေးစွာပြန်ဖြေပါတယ်ဒါကျွန်းကဦးလေးလင်းပေးကတ်ထိုင်ရင်ရှုပ်ကမ်းမကြီးဒီဆရာဝန်ကြီးကတိတ်တော်တာမလားအခုလို့ဆိုရင်ငါတို့အကြီးကျယ်ချမ်းသာပြီပေါ့လို့ဝမ်းသာအားရတိုးတိုးလေးပြောပါတယ်အတွင်းရေးမှုကတော့ဆရာကြီးဝန်ကမျက်စိတိတ်ဆွဲတာအပြစ်ရှာတွေ့ရင်အဖိုးကြီးဘလို့မျက်နှာဖုံးရမလဲစောင့်ကြည့်ရတာပေါ့လို့ကြံစီနေပါတယ်ခဏကြာတော့ခန့်ညားလာတဲ့ဆရာဝန်ကြီးဝန်ဝေချွန်းထန်းထဲဝင်ရောက်လာပါတယ်ဥက္ကဋ္ဌချန်ကဆရာကြီးဝန်ပင်ပန်းခံပြီးကြွရောက်ပေးလို့ကျေးဇူးပါလို့နှုတ်ဆက်ပြီးဒီဘက်ကဆေးပင်တူးသမားဦးလေးလင်းမှာဒီဆေးမြစ်တွေကိုတူးလာတာပါလို့မိတ်ဆက်ပေးပါတယ်ဆရာကြီးဝန်ကအလေးနဲ့ထားပြီးတက်တာစီလှမ်းသွားပါတယ်အတွင်းရေးမှုကဆရာကြီးဝန်ဒီဆေးရဲ့မူရင်းကမတေချာဘူးနော်တေချာကြည့်ပေးပါဦးလို့ဝင်ပြောတော့ဆရာကြီးဝန်ကငါဟာငါကြည့်မဲလို့ပြက်ပြက်တတပြောလိုက်ပါတယ်ပြီးတော့တက်တာကိုဖွင့်ပြီးဆေးမြစ်တပင်ကိုမကန်ရောက်ကအနံ့ခံကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆရာကြီးဝန်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာပါတယ်အတွင်းရေးမှုကဘာမှမသိပဲဆရာကြီးဝန်ဒီဆေးကရရလားလို့မေးလိုက်တော့ဆရာကြီးဝန်ကဒေါသတကြီးနဲ့ထွက်သွားလို့အော်လိုက်ပါတယ်အတွင်းရေးမှုအံ့အားသင့်သွားချိန်မှာဆရာကြီးဝန်ကထွက်သွားလို့ပြောနေတယ်လို့ထပ်မံချိန်မောင်းလိုက်တာကြောင့်အတွင်းရေးမှုလည်းကြောက်လန့်ပြီးအခန်းပြင်ကိုထွက်သွားရပါတော့တယ်ဆရာကြီးဝန်ကတစ်တာကိုတေချာပြန်ပိတ်ဦးလေးလင်းရှိမှရိုသေစွာဦးညွတ်လိုက်ပါတယ်ဒါကျွန်းကဆရာကြီးဒါဘာလို့တာလဲလို့အံ့ဩသွားချိန်မှာဆရာကြီးဝန်ကမျက်ရည်ဆက်တွေနဲ့ဦးလေးလင်းရဲ့လက်ကိုကင်ပြီးဆရာကြီးလင်းကျွန်တော်ဘီယူဆိုင်တာကိုမှတ်မိသေးရဲ့လားလို့မေးလိုက်ပါတယ်ဦးလေးလင်းကငါကအသက်ကြီးပြီးမှတ်ဉဏ်မကောင်းတော့ဘူးလို့ပြောရဆရာကြီးဝန်ကလွန်ခဲ့တဲ့နှစ်ဆက်ကမိုးသေးထန်စွာရွာနေတော့ကျွန်တော်တောင်ပေါ်မှာလမ်းပြောက်ပြီးခြေထောက်ကျိုးနေချိန်ဆရာကြီးပဲကျွန်တော်ကိုကယ်ခဲ့တာပါခြေထောက်အယိုးဆက်ပေးုံတင်မကဘူးဆေးပင်၃မျိုးကိုပါတင်ပေးခဲ့တာပါအဲ့ဒီထဲကတစ်မျိုးကဒီတစ်ခွဆေးမြစ်ပါပဲဆရာကြီးပြောခဲ့ဘူးတယ်တောင်ပေါ်မှာဆေးတူးရင်လောဘမှာကြည့်ရဘူးအမြင့်ကြံခဲမှာနောက်နှစ်ထပ်ပေါက်မှလို့ကျွန်တော်နှစ်ဆယ်တိတိလိုက်ရှာခဲ့တာဆရာကြီးကဆေးပရင်ဆိုတာသိပေမဲ့နောက်မှပြန်ရှာတော့မတွေ့တော့ဘူးအခုမှပဲပြန်တွေ့ရတော့တယ်လို့ငိုယိုကပြောပြပါတယ်ဦးလေးလင်းကအတိတ်ကကိစ္စတွေပါပဲလို့နှစ်သိမ့်လိုက်ပေမဲ့ဆရာကြီးဝန်ကတော့အဲ့တုန်းကဆရာကြီးတာမကယ်ရင်ကျွန်တော်ခြေထောက်ဒုက္ခိတဖြစ်သွားပြီလို့ကျေးဇူးတင်မဆုံးဖြစ်နေပါတယ်ဒါကျွန်းကရှုပ်ကမ်းမကြီးကငငယ်ကဆရာဝန်ကြီးကိုပါကယ်ခဲ့ဘူးတာလားလို့အံ့ဩမြင်တက်သွားပါတယ်ဆရာကြီးဝန်ကဥက္ကဋ္ဌချန်ကိုလှည့်ပြီးဒီတစ်ခွဆေးမြင့်9ပင်လုံးအရေးသွေးအထုလွန်ခဲ့တဲ့တဘာဝအတိုင်းအပင်ပြည့်စုံပြီးဆေးအာနိသင်အပြည့်ရှိတဲ့ဆေးပရင်ကိုယ်တိုင်တူးလာတာမို့အတူမဖြစ်နိုင်ဘူးအထွေထွေအဖျားယောဂကိုငြိမ်အောင်ကုပေးနိုင်လိမ့်မယ်ဒီနေ့ညပဲငါရဲ့ဆေးညွှန်းအတိုင်းဆေးကြိုလိုက်ပါလို့အာမခံလိုက်ပါတယ်ပြီးတော့ဦးလေးလင်းကိုရိုသေစွာဥညွှတ်ရင်ဆရာကြီးလင်းဆရာကြီးကဲလိုက်တာလူတယောက်တည်းမဟုတ်ဘူးကုမ္ပဏီတစ်ခုလုံးကိုပါကဲလိုက်တာပါယင်းနှိမ့်မြုံနှံသူသာနှုတ်ထွက်သွားရင်ဝေကျွန်းထန်းကဝန်ထမ်းရပေါင်းများစွာအလုပ်ပြုတ်ကုန်ကြမှာလို့ပြောပါတယ်ဦးလေးလင်းကမဆိုးရပါဘူးငါတာဝန်ကလုပ်တာပါလို့အေးဆေးစွာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဥက္ကဋ္ဌချန်ကစာချုပ်တစ်ခုကိုင်ဆောင်ကရောက်လာပြီးဆရာကြီးလင်းသမီးအရင်ကပြောခဲ့တယ်လို့ပါပဲကာလာပေါက်ဈေးရဲ့3ဆပေးပါမယ်ကာလာပေါက်ဈေး3သိန်းကို3ဆဆိုတော့3သိန်းပါဒါပြင်ဆရာကြီးလင်းနဲ့ရေရှည်တီးတန့်ကုန်ထောက်ပံ့မှုစာချုပ်ချုပ်ချင်ပါတယ်နောက်ပိုင်းတူးသမျှဆေးပင်တွေကိုဈေးအမြင့်ဆုံးနဲ့ဝယ်ပါမယ်စာချုပ်ရဲ့ဈေးရန်ငွေကတော့2သိန်းပါလို့ပြောလိုက်ပါတယ်ဒါကျုံက3သိန်း9သိန်းဟုတ်လားလို့မျက်လုံးပြူးသွားပါတယ်ဦးလေးလင်းကဥက္ကဋ္ဌချန်ကစီကန်းရှိတော့အန်ကယ်စိတ်အေးရပါတယ်လို့ပြောပြီးစာချုပ်မှာလက်မှတ်ထိုးလိုက်ပါတယ်ခဏအကြာမှာဦးလေးလင်းရဲ့ဖုန်းထဲစီငွေပမာဏ9သိန်းဝင်လာကြောင်းအကြောင်းကြားစာရောက်လာပါတယ်ဒါကျုံကဖုန်းကိုကြည့်ရင်9သိန်းတောင်လို့ဝမ်းသာအားရအော်လိုက်ပါတယ်ဥက္ကဋ္ဌချန်ကဆရာကြီးလင်းနောက်ဆိုပစ္စည်းကောင်းရရင်သမီးကိုတတိယပေးပါနော်လို့လက်ဆွဲနှုတ်ဆက်ပါတယ်ဆရာကြီးဝန်ကလည်းတီးတက်လိပ်စာကတ်ထုတ်ပေးရင်ဆရာကြီးလင်းဒါကျွန်တော်ကိုယ်ပိုင်ဖုန်းနံပါတ်ပါဘာကိစ္စပဲရှိရှိအချိန်မီဖုန်းဆက်ပါလို့လေးစားစွာပေးအပ်လိုက်ပါတယ်ဆိုင်ပြင်ရောက်တော့ဒါကျုံကရှုပ်ကမ်းမကြီး9သိန်းတောင်ရပြီငါတို့9သိန်းရပြီပြလို့ခုံပေါက်ဝမ်းသာနေပါတယ်ဆရာကြီးဝန်ကဦးလေးလင်းကိုလက်ဆွဲနှုတ်ဆက်ရင်ကျမ်းမာရေးဂရုစိုက်ပါနောက်မှပိုင်ချောင်းရှမ်းကိုလာလဲပါမယ်လို့ပြောတော့ဦးလေးလင်းကကြိုဆိုပါတယ်ရောက်ရင်အကောင်းဆုံးဆေးဘက်ဝင်လက်ဖက်ရည်ဖြောတိုက်ပါမယ်လို့ပြုံးရွှင်စွာပြန်ပြောပါတယ်လမ်းလျှောက်ပြန်လာရင်ဒါကျုံကရှုပ်ကမ်းမကြီးငါတို့နောက်ထပ်ဘာလုပ်ကြမလဲလို့မေးလိုက်ပါတယ်ဦးလေးလင်းကရွာပြန်ပြီးရွာသူကြီးကိုတွားရှာမယ်လို့အေးဆေးစွာပြန်ဖြေပါတယ်ဒါကျုံကခေါင်းကုပ်ရင်ရွာသူကြီးကိုတွားရှာပြီးဘာလို့မလို့လဲလို့မေးတော့ဦးလေးလင်းကတောင်ကိုငှားပြီးဆေးပင်တွေစိုက်မလို့ရီမန်းချက်ကြီးစွာနဲ့ပြန်ပြောလိုက်ပါတယ်ဒါကျုံတယောက်အံ့ဩသွားပြီးဦးလေးလင်းနောက်စီဝမ်းသာအားရပြေးလိုက်သွားပါတော့တယ်